မိတ်ကရဲ့နောက်ွယ်မှာလေအသားရည်မကောင်းတာတွေအသားရည်ပြဿနာတွေကလူတိုင်းမှာအနည်းနဲ့အများရှိတယ်ဒါပေမဲ့ဘာဖြစ်တာတော့ဆိုတော့ဖုံးဖိတတ်တာပြင်ဆင်တတ်တာဖုံးဖိပြီးပြင်ဆင်တတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အနာအစာလေးတွေအပြစ်လေးတွေဆိုတာလူဖြစ်တဲ့အတွက်ကြောင့်မလို့ရှိနေတာလေးတွေရပါဒါထုံးစံပဲ Hello မင်္ဂလာပါဒီနေ့ကတော့ပုတ်ပုတ်ပပမိတ်ကလေးပြင်မယ်ပြီးသွားလို့ရှိရင်မြတ်တို့ဆိုင်မှာရောင်းတယ်ဒီအပေါ်အောင်မျက်တောင်လေးတက်ပြီးတော့မှဖြစ်ပါတယ်ဒီနေ့ဘယ်ကိုသွားမှလဲဆိုတော့ဒီလားရှင်ဆရာလေးတွေကိုအလှငွေ350သွားပြီးတော့လူမှာဖြစ်ပါတယ်မြတ်တို့ကဒါလေးကိုဘာကြောင့်ရွေးတာလဲဆိုတော့မျက်တောင်တူပေါ့နော်ဒီလိုတစ်ခါတော့မျက်တောင်တူတွေအများကြီးရှိရဲဒါပေမဲ့လည်းအမျိုးအစားကောင်းပြီးတော့ကိုနဲ့တဲ့တဲ့ဟာမျိုးကိုရွေးချယ်ထားပြီးတော့ကိုယ်တိုင်လည်းသုံးတယ်ကိုလိုဘဝတူတွေရှိလို့ရှိရင်လည်းဒါဝယ်လို့ရအောင်ဆိုပြီးမြတ်တို့စီမှာတင်ပေးထားတာပေါ့နော်မြတ်တို့ကကြတော့အခုဒီမှာတွေ့တဲ့အတိုင်းပဲအဲ့လိုပေါ့နော်မျက်တောင်ကုန်မတဲ့တာကိုသုံးပြီးလို့ရှိရင်ချက်ချင်းကိုမျက်လုံးကြီးကရောင်တက်ပြီးဖားမျက်လုံးကြီးဖြစ်လာပြီးတော့မျက်စိစေကံပြေးရတဲ့အထိကိုမြတ်တို့ကအဲ့လိုကောအမျိုးအစားတွေမကောင်းရင်တက်လို့မရဘူးအလက်ချစ်ဖြစ်တယ်ဒါပေမဲ့လည်းမျက်တောင်လေးတက်လိုက်တဲ့အခါကျရင်လူကပိုပြီးလှသွားပြီးတော့မှမျက်လုံးလေးပိုဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကိုယ်တိုင်ပေါ့နော်ဒါလေးဆိုလို့ရှိရင်အောက်မျက်တောင်လေးပေါ့နော်ဒါအောက်မျက်တောင်လေးဒါလေးဆိုရင်အပေါ်မျက်တောင်လေးအဲ့တော့ကိုယ်တိုင်သုံးတာလေးကိုပဲမြတ်တို့ကတင်ပေးထားတယ်ပြီးတော့မြတ်တို့ဒါလေးကိုတက်တဲ့အခါကျလို့ရှိရင်လက်နဲ့တက်လို့အဆင်မပြေဘူးပေါ့နော်ဒီလိုအဲ့တော့ဇာကနာလေးပေါ့အဲ့တော့ဒီဇာကနာလေးလည်းမြတ်တို့စီမှာရောင်းပေးပါတယ်အဲ့တော့ဒီလိုအတွဲလိုက်လေးလိုချင်တယ်ဆိုလို့ရှိရင်လည်းမြတ်တို့ရဲ့ဟိုထမြတ်သူဆိုင်ပေါ့နော်ဖုန်းတွေဖြစ်တဲ့399595 ရဲ့399595ရဲ့အဲ့ဒီ Viber ဒီမှာတွားပြီးတော့မေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လမ်းကြုံရင်လည်းမြတ်တို့မြန်ကုန်ကုမိုင်အိုရှင်စီတီမော်နော်ပိုင်မှာရှိတဲ့ဒီထမြတ်သူဆိုင်မှာမြတ်တို့ဒါအသင့်ပေါ့နော်တင်ပေးထားပါတယ်လို့အဲ့တော့ဒီနေ့ make up လေးကိုပပယာလေးနဲ့လိမ့်ပြမှာဖြစ်ပါတယ်ရှင်စောင့်ကြည့်ပြပါဦးနော်အဲ့တော့အရင်ဆုံးအနေနဲ့မြတ်တို့လိမ့်နေကြ skin care တွေလိမ့်နေပေါ့နော်အဲ့တော့လိမ့်ပြီးသွားတဲ့အခါကြာလို့ရှိရင်အများကြီးတော့မြတ်တို့ကအဲ့လို make up ကြီးပြင်တယ်လို့မျိုးမဖြစ်ချင်ဘူးပေါ့နော်အဲ့တော့ပေါ့ပပဒါလေးကကြတော့လေမိတ်ကပ်သားလေးတော့ပါတယ်ဒါပေမဲ့အရန်ဘယ်လိုပြောမလဲဟိုမိတ်ကပ်လိမ့်တို့လို heavy မဖြစ်ဘဲနဲ့ပေါ့နော်အရန်နေလို့ကောင်းတယ်မြတ်သူနဲ့လဲဒါကြိုက်တဲ့ဟာလေးဆိုတော့သူကဒီလိုမျိုးလေးပေါ့နော်မြတ်တို့အခုဝတ်ထားတဲ့အင်ကြီးလေးဆိုလို့ရှိရင်လည်းမြတ်တို့ HMD collection နေပြီးတော့ထွက်ထားတယ်ပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်လည်းအရန်ဝတ်လို့ကောင်းတယ်မြတ်တို့ဆိုလို့ရှိရင် shooting သွားရင်တော့မှဒါလေးကိုဝတ်ဖြစ်တယ်ပေါ့နော်အဲ့တော့လိုချင်တယ်ဆိုရင်လည်းအဲ့ဒါလေးကကြတော့39966968 444 399958 666ဆိုတဲ့ collection ဖုန်းရဲ့ပေါ့နော် Viber မှာမှာလို့ရပါတယ်တစ်ထည်ချင်းဆိုရင်တော့သူက28,500ဒါပေမဲ့3ထည်ဆိုရင်တစ်ထည်ကိုဟိုပါပဲကြတော့တယ်2000ခွဲပဲကြရတယ်ပေါ့နော်အဲ့တော့3ရောင်ပဲရှိတာဆိုတော့3ရောင်ဆိုတာ ਨੇ တစ်ထည်ကို3500လောက်တက်တာသွားတော့လေတချို့အတွဲလိုက်လေးတွဲလောက်ယူပြီးတော့ပေါ့နော်ပြန်ရောင်းချင်တဲ့သူတွေဆိုလို့ရှိရင်လည်းအဆင်ပြေအောင်လို့မျိုးသူ3500လောက်ကိုခွာပေးထားပါတယ်ရှင်ဒီတိုင်းလေးလိမ့်လိုက်ပါပြီပြီးတော့မြများဆဆမပြင်ပါဘူးအခုကအလူသွားလုပ်မယ်ဆိုရင်မဲ့လည်းအဲ့လိုမြဆဆပြင်တာမဟုတ်ဘဲနဲ့ပုတ်ပပုံစံလေးပဲပြင်သွားမှာဖြစ်ပါတယ်ရှင်ဒါကကြတော့ဒီနောက်ပိုင်းမှာခစ်စားနေတာလေးပေါ့နော်ကိုလည်းစမ်းပြီးတော့လေအသက်တာကြီးလာတာကိုလည်းနည်းနည်းလေးစမ်းကြည့်တာပေါ့နော်သူကဒီလိုပန်းခရမ်းဘက်လေးအဲ့ကြတော့လေပို့ပြီးတော့နှုတ်သွားတဲ့ခံစားချက်မျိုးဖြစ်တယ်အခုဒါဆိုလို့ရှိရင်လည်းမြတ်တို့ပန်းခရမ်းလေးကိုသူကဒီလိုအရင်ကလိုပါးနေကိုဒီနာကြီးတွေတင်တာမဟုတ်ဘူးပေါ့နော်အဲ့လိုဒီလိုနားလောက်လေးကိုတင်လိုက်တယ်ဟုတ်ဒီလိုလေးနဲ့ပေါ့နော်ပို့ပြီးတော့လေလူရဲ့မျက်နှာပို့ပြီးတော့နှုတ်သွားတယ်ဆိုတော့ခံစားချက်ရတယ်ဒါလေးကြောင့်လွယ်ကူရိုးရှင်းပြီးတော့မှပြင်ဆင်တဲ့ပုံစံလေးကိုဒီနေ့ပြင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်အောင်အဲ့လိုလေးအသားလေးကိုကလေအဲ့လိုပန်းရောင်တန်းသွားတဲ့ပုံစံလေးဒါပေမဲ့အဲ့လိုဟိုပန်းဘက်သွားမှာမဟုတ်ပန်းခရမ်းပေါ့နော်အဲ့ခရမ်းဘက်သွားတဲ့ဟာလေးပါအဲ့တော့ပြီးသွားလို့ရှင်တော့မျက်ခုံးလေးဆွဲလိုက်ပါမယ်ဒီတောင်လေးကိုဖြည့်လိုက်ပြီပြန်ဖြည့်ချပြီးရင်ကြတော့မြတ်သူကဒီလိုမျိုးကိတ်ကလေးနဲ့ပေါ့နော်နည်းနည်းလေးထပ်ဖြည့်ပါတယ်ဒီတိုင်းလေးဆိုလို့ရှိရင်လေမြတ်သူလက်ဆောင်ရထားပါမြတ်သူရဲ့မွေးစားအမေကနေပြီးတော့မှမြတ်သူဒါလက်ဆောင်လေးပေးထားတာလေးကိုချဲပါမယ်ရှင်ဒီနေ့တော့ပန်းရောင်ဓာတ်ကြနေတဲ့အတွက်ကြောင့်မလို့ပန်းဘက်ကူသွားတာလေးကိုချဲပါမယ်ယူလိုက်သူ့ရဲ့စောစောချဲထားတဲ့အယောင်လေးနဲ့ကိုပဲဒီအောက်ကိုနည်းနည်းဖြည့်လိုက်မယ်ပေါ်ထိထားတဲ့အယောင်တိုင်းလေးပဲဒါလေးဆိုရင်ကြတော့ bling bling လေးဖြစ်နေတာပေါ့နော်အဲ့ဒီဟာလေးကိုနည်းလေးတင်လိုက်ဟာလှဝါးကြီးမတွေ့လားဟာမှတော့မလုပ်ရသေးဘူးမျက်လုံးအယောင်လေးကလှဝါးကြီးအမှန်ရောမျက်တောင်လေးကနည်းနည်းပို့ပြီးတော့ကော့သွားတယ်မတ်စကာရာလေးနဲ့ကော့လိုက်ပါမယ်ဒါကြအကောင်းဆုံးပန်းကိုရောက်ရှိလာပါပြီအဲ့ဒါတော့မျက်တောင်အတူလေးတွေတက်မဲ့အပိုင်းဖြစ်ပါတယ်ပေါ်မျက်တောင်လေးတက်ပါမယ်ရှင်နော်
အဲ့မျက်တောင်တက်တာကလည်းလေတက်နေကြသွားလို့ရှိရင်အရန်အဆင်ပြေသွားပြီအစာပိုင်းပါတော့လေအဲ့မျက်လုံးနဲ့ဇာကနာနဲ့ပဲထိုးမိမလားမျက်လုံးနဲ့ပဲဝင်သွားမလားပေါ့နော်ဒါပေမဲ့တကယ်တည်းအရန်ကျွမ်းကျင်သွားတဲ့ခါကြောက်လို့ရှိရင်ဒါရဲ့ AC ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်ဒါဆိုရင်တက်ထားပွားကြီးလုံးဝတဘာဝကြကြလေးပဲเนาะတဘာဝကြကြလေးအရင်မျက်တောင်တူတက်ထားပြီးတော့ပဲတွေများထားပါတယ်ဆိုတာမျိုးမသိရဘူးအဲ့ဒါဆိုရင်ဒါဆိုရင်တော့အပေါ်မျက်တောင်လေးပြီးသွားပါပြီဒီမှာပါရှင်ဒီမှာပါအပေါ်မျက်တောင်လေးကတော့ပြီးသွားပါပြီအဲ့တော့အပေါ်မျက်တောင်လေးပြီးသွားပြီဆိုတော့အောက်မျက်တောင်လေးတက်ပါမယ်တွေ့လားမျက်တောင်ကလေတက်လိုက်တာနဲ့မတက်လိုက်တာအရန်တိတာတယ်ပြီးတော့မျက်လုံးလေးမှလေအဲ့ဒီအမွေးမြင်အဲ့မျက်တောင်လေးတွေနဲ့ဆိုရင်လေတအားကြည့်လို့လှတာတော့အများကြီးပြင်စရာအောင်မလိုပဲနဲ့ဟိုကြည့်လို့လှသူပြသွားတာဆိုလို့ရှိရင်လေအရင်ရှုပ်ရှက်ခက်နေတဲ့နီလန်းတွေတခုမှမပါဘူးရိုးရိုးရှင်းရှင်းလေးနဲ့ဟိုမှလေကိုယ့်ရဲ့ daily မှာထသွားထလာလေးအပြင်သွားမယ်ရုံသွားမယ်ဆိုလို့ရှိရင်ပြင်လို့ရတဲ့ပုံစံမျိုးလေးပေါ့နော်ဒီမှာကြည့်ကြည့်လိုက်ဒီမှာเนาะဒါဆိုရင်အပေါ်မျက်တောင်လေးတက်ထားပေးမယ်အောက်မျက်တောင်မပါတာရဲ့အပေါ်မျက်တောင်လည်းတက်ထားတယ်အောက်မျက်တောင်လည်းတက်ထားတယ်ဒါဆိုရင်ဟိုဟာလေးမြတ်တို့ဟိုဟာအိုင်လိုင်နာတွေပါတော့မဆွဲရသေးဘူးเนาะဒါပေမဲ့မျက်လုံးလေးကဝင့်ပြီးတော့ဟိုလုံးဝပုံစံပြောင်းသွားတယ်ဒီမှာတွေ့လားเนาะဒီမှာကြည့်ကြိုက်လိုက်တာကိုပြင်ကိုကြိုက်ကိုပေါ့ကိုပြင်ကိုပေါ့ကိုကြိုက်โอเคအဲ့တော့ဒီဘက်တစ်ချမ်းလေးပါထပ်ပြီးတော့တက်ပြပါမယ်ကဲဒီမှာတွေ့လားမိန်းကလေးတိုင်းမဖြစ်မနေမျက်တောင်တက်တာလေးကိုတော့လေတိလာတက်တက်အောင်လို့လေ့ကျင့်ထားလိုက်တချို့ကြောက်တယ်ထိမိမှစိုးလို့ဆိုပြီးတော့မှအမမတက်ဖြစ်လို့ရှိရင်ကိုပဲခစ်နောက်ကြပြီးကြံခဲ့မှာဒီခစ်ကြီးမှာဒီလိုမျိုးလေးတွေပြင်တာကဒါဘာမှမဟုတ်တော့ဘူးเนาะအဲ့တော့ကိုလဲလေเนาะဘယ်လိုပဲပြောဟိုလှလှပပတက်တက်ခက်ခက်လေးနဲ့ကိုရုပ်ကလေးကိုကိုမြင်ရရင်စိတ်ချမ်းသာတယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလွယ်ကူရိုးရှင်းတဲ့နီးလန်းလေးနဲ့လိုက်ပြင်ကြပါနော်မျက်တောင်လေးလိုချင်လဲမြတ်သူစီမှာလည်းရှိပါတယ်မြတ်သူစီမှာမဟုတ်ဘူးကြိုက်တဲ့စီမှာဝယ်လို့ရတယ်ဟိုမြတ်သူရဲ့အမျိုးအစားမြတ်သူတက်တယ်လို့မျိုးလိုချင်တယ်ဆိုရင်မြတ်သူစီမှာရှိတယ်အဲ့တော့ဒီမှာကြည့်ပါဦးလှလိုက်တာဒါအိုင်လိုင်နာမဆွဲရသေးဘူးเนาะအိုင်လိုင်နာမဆွဲသေးလုံးဝတဘာဝဆန်တယ်เนาะအရန်တဘာဝဆန်တယ်အဲ့တော့အိုင်လိုင်နာဆိုရင်လည်းမြတ်သူကဟုတ်လို့အများကြီးအထူကြီးအဲ့လိုဆွဲတာမဟုတ်ဘဲနဲ့ဒီအဖျားလေးပေါ့เนาะသူကဖျာထွက်သွားတဲ့ပုံစံလေးဖြစ်အောင်လို့ဒီအဖျားလေးကိုပဲအဲ့လိုလေးဒီပလင်းနဲ့ပူရှိတာမျက်လုံးနဲ့အခုမျက်လုံးနဲ့ဘာမှမဆိုင်တော့တခြားစီဖြစ်သွားပြီနော်ဆောစောတော့ကဒါပေမဲ့လည်းမြစ်ထူးထူးခြားခြားကြီးအရင်ပြင်ဆင်လိုက်တာလားဆိုတော့လည်းမဟုတ်ဘူးလွယ်ကူတယ်ရိုးရှင်းတယ်ပစ္စည်းတွေလည်းအများကြီးရှိစရာမလိုဘူးအဓိကလောက်တတ်ဖို့ပဲပစ္စည်းကောင်းတွေကိုတချို့ကျတော့သုံးကြလို့ဟာသူကပစ္စည်းကောင်းသုံးလို့တင်မလားလှမှာပေါ့ဆိုတော့မဟုတ်ဘူးအဓိကပစ္စည်းကောင်းတာမကောင်းတာတဲ့သုံးတတ်တာရဲ့စနစ်တကျလေးပေါ့နော်အဲ့လိုမျိုးလေးပြင်တတ်ဆင်တတ်တယ်ဆိုရင်ဒီထသွားထလာမှာကအရန်ဆင်ပြေနေပြီနော်အဲ့တော့ဒီမှာကြည့်နော်ဒီမှာကြည့်မျက်နာလေးဆိုလို့ရှိရင်ဒါအများကြီးလောက်တာမဟုတ်အခုဆိုရင်နှာမျောတာတွေပါကြီးမြတ်သူဒါမလောက်ရသေးဘူးနော်ဒါကြတော့အဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့နှာခေါင်းလေးပို့ပြီးတော့မှတွယ်လေးဖြစ်သွားတဲ့ပုံစံလေးပေါ့ဒီ highlight လေးကိုနှာခေါင်းထိပ်လေးမှာတင်လိုက်တာနဲ့တင်အသားရည်ကလေးပို့ပြီးတော့စူပြေသွားတဲ့ပုံစံမျိုးအသားရည်ပို့ပြီး glow သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်အခုဒီမှာကြည့်စောစောတော့ထက်ဆိုင်ရင်နှာခေါင်းလေးကပို့ပြီးတွယ်သွားတဲ့ပုံစံဖြစ်တယ်ပြီးသွားလို့ရှိရင်ဒီလိုပါယိုနာလေးတွေအဲ့ကြလို့ရှိရင်ကွာလူကလေဒါအလင်းလေးတွေဒီနားလေးက highlight လေးတွေတင်လိုက်တဲ့ခါကျရင်ပို့ပြီးတော့အသားရည်ကောင်းတဲ့ပုံစံမျိုးဖြစ်သွားတာတကယ်တော့လေမိတ်ကပ်ရဲ့နောက်ွယ်မှာလေအသားရည်မကောင်းတာတွေအသားရည်ပြဿနာတွေကလူတိုင်းမှာအနည်းနဲ့အများရှိတယ်ဒါပေမဲ့ဘာဖြစ်တာတော့ဆိုတော့ဖုံးဖိတတ်တာပြင်ဆင်တတ်တာအဲ့ဖုံးဖိပြီးပြင်ဆင်တတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အနာအစာလေးတွေအပြစ်လေးတွေဆိုတာလူဖြစ်တဲ့အတွက်ကြောင့်မလို့ရှိနေတာလေးတွေရပါတော့ထုံးစံပဲတဘာဝပဲအဲ့တော့ဒီတိုင်းလေးဆိုတဲ့ခါကျတော့ဆော့ဆော့ထက်စားလို့ရှိရင်မြသူလုံးဝမပြင်းနဲ့မျက်နှာနဲ့ရှင်းကြည့်လိုက်လို့ရှိရင်အရန်ကွာသွားပြီပေါ့နော်အဲ့တော့အပြင်သွားဖို့အတွက်ကို ready ဖြစ်နေပါပြီအဲ့လိုတချို့ပိတ်လေးကြိုက်တယ်ဆိုရင်လည်းဒီအစ်စ်မှန်ပြီးလိုက်လို့ရတယ်ပေါ့နော်ပိတ်လေးကြိုက်တယ်သူကပေါ့အဲ့လိုမဟုတ်ဘူးနှာခမ်းလေးကိုဖူးဖူးရွှဲလေးကြိုက်တယ်ဆိုလို့ရှိရင်ဒီလို gloss အစီလေးတစ်ချောင်းလောက်ရှာဥစားပါစောင့်ထားလိုက်ပေါ့အဲ့လိုစောင့်ထားတဲ့ခါကျလို့ရှိရင်ကြိုက်တဲ့အရာအောင်ဆိုပြောလို့ရှိရင်ဒီလို gloss လေးတင်လိုက်ကဲဒီနေ့အတွက်ကတော့ပေါ့ပပလေးနဲ့ပြင်ဆင်လို့ပြီးသွားပါပြီပြီးသွားလို့ရှိရင်တော့အမျိုးသားနဲ့အတူအလှူလေးသွားလို့မှာဖြစ်ပါတယ်အခုဗီဒီယိုအစအဆုံးကိုကြည့်ပေးတဲ့သူတယောက်ချင်းစီကိုလည်းကျေးဇူးများတင်ပါတယ်တက်တာနောက်ထပ်တည်ကြလို့ရှိရင်လည်းအဲ့လို vlog လေးတွေ daily routine လေးတွေတင်ပေးပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်မြတ်သူရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါကျလို့ရှိရင် follow လေးတွေလုပ်ခဲ့ပေးပါအောင်လို့လည်းပြောချင်ပါတယ်ရှင်တက်တာ